မျိုးသမီးတယောက်ဟာရုံးခန်းထဲကိုဝင်လာတဲ့အချိန်သူမရဲ့ခင်ပွန်းရဲ့စပွဲအောက်မှာတခြားမိန်းမတယောက်ပုန်းနေခဲ့တာကိုမမျှော်လင့်ပဲတွေ့လိုက်ရပါတယ်။အဲ့ဒီမိန်းမကထားပြီးသူမကိုစိန်ခေါ်သလိုအပြုံးနဲ့ကြည့်လိုက်ပေမဲ့ခင်ပွန်းဖြစ်သူကချက်ချင်းတားလိုက်တဲ့အံ့ဩစရာကတော့ဇနီးတေကအော်ဟစ်ချင်းရန်ဖြစ်ချင်းမလုပ်ခဲ့ဘူးသူမကတည်ငြိမ်စွာခင်ပွန်းစီလျှောက်သွားပြီးစပွဲအောက်ကမိန်းမကိုတစ်ချက်ငုံကြည့်လိုက်တယ်ပြီးတော့အလုပ်ကိုပဲတေချာလုပ်ပါလို့ပြောပြီးနောက်နဲ့ထွက်သွားခဲ့တယ်။အဲ့ဒီတည်ငြိမ်မှုရဲ့အောက်မှာမရဲ့နှလုံးသားကအပြင်းထန်ကြိုးပဲနေခဲ့တယ်။တစ္ဆာဖောက်ခံရတဲ့လူတစ်ယောက်နဲ့ဆက်ပြီးမနေတော့ဖို့ဆုံးဖြတ်လိုက်ပြီးသူတို့နှစ်ယောက်လုံးရဲ့အမှန်တရားကိုဖော်ထုတ်ဖို့ပြုတ်ဝက်အစီအစဉ်တစ်ခုစတင်ရေးဆွဲခဲ့တယ်။မကြခင်မှာပဲခင်ပွန်းဖြစ်သူကအလုပ်သွားမယ်လို့ပြောပြီးအိမ်ကထွက်သွားတဲ့သူကားပေါ်ကဆင်းပြီးမကြခင်မှာပဲဇနီးတေရဲ့ဖုန်းထဲကိုစာတစ်စောင်ဝင်လာခဲ့တယ်။စာပို့သူကတော့ချစ်သူမိန်းမပဲအဲ့ဒီအချိန်မှာသူမသိလိုက်တာကခင်ပွန်းဟာအလုပ်သွားတာမဟုတ်ပဲအဲ့ဒီမိန်းမနဲ့လှုပ်ဝက်တွေးဖို့သွားနေတယ်ဆိုတာပါပဲ။ဒီတဲ့သူမကမျက်လုံးကိုမှိတ်ပြီးကိုထိန်းချုပ်ဖို့စူးစမ်းခဲ့တယ်။ဒါပေမဲ့စိတ်ဖိစီးမှုတွေကြောင့်ညအချိန်မှာသူမအဖျားတက်ပြီးဆိုဖာပေါ်မှာတညလုံးထိုင်နေခဲ့တဲ့အိမ်ပြန်လာတဲ့ခင်ပွန်းကအဲ့ဒီအခြေအနေကိုမြင်ပြီးအံ့ဩသွားခဲ့တယ်။သူမကိုချက်ချင်းဆေးရုံပို့ခဲ့ပေမဲ့သူ့ဖုန်းကတော့မရက်မနာမြည်နေသေးပဲဇနီးတီတိသွားမှာဆိုတဲ့ခင်ပွန်းကအခန်းအပြင်ကိုထွက်ပြီးဖုန်းသွားဖြေတယ်။အဲ့ဒီဖုန်းခေါ်သူဘယ်သူလဲဆိုတာဇနီးတေကကောင်းကောင်းသိနေခဲ့တယ်။ပိုဆိုးတာကချစ်သူမိန်းမကဆေးရုံအထိလိုက်လာခဲ့တာပါပဲ။သူမကဇနီးတီတာတဆောင်ပို့ပြီးသတင်းပေါက်ကနေကြည့်လိုက်ပါလို့စော်ကားသလိုရေးပို့ခဲ့တဲ့ဇနီးတေကအားနေတဲ့ခန္ဓာကိုယ်နဲ့သတင်းပေါက်နာကိုရှောက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာသူမမြင်လိုက်ရတာကခင်ပွန်းနဲ့အဲ့ဒီမိန်းမတို့ဆေးရုံလမ်းကြားမှာဖတ်ထားကြတဲ့မြင်ကွင်းပဲချစ်သူမိန်းမကတော့သူမကိုအနိုင်ရသူလို့လန်းပြပြီးပြုံးပြခဲ့တဲ့အခန်းထဲပြန်ရောက်လာတဲ့အချိန်မှာတော့ဇနီးတေရဲ့နှလုံးသားဟာအေးဆက်သွားခဲ့တယ်။သူ experience တစ်ခုစတင်ခဲ့တယ်။ခင်ပွန်းဖြစ်သူကလည်းချက်ချင်းဝင်ကြည့်ပြီးတွဲလုပ်တဲ့ comment တွေတောင်ရေးခဲ့တယ်။မကြခင်မှာပဲဇနီးတေစီသူတို့ chat screenshot တွေရောက်လာခဲ့တယ်။အဲ့ဒီအချိန်မှာသူမကချစ်သူမိန်းမရဲ့လှည့်ကွက်အားလုံးကိုသဘောပေါက်သွားခဲ့တယ်သူမကတမင်အားနေတဲ့ပုံစံနဲ့ကျမရဲ့ယောက်ျားကိုလွှတ်ပေးပါလို့ message ပို့ခဲ့တယ်။အဲ့ဒီနောက်ခင်ပွန်းနဲ့အတူတပ်ပုံရိုက်ပြီး social media ပေါ်တင်လိုက်တယ်။အဲ့ဒီလေးစိတ်ကိုသွားခဲ့တယ်။သူမကလက်ဆောင်တစ်ခုကိုခင်ပွန်းစီပေးပို့ဖို့လူတစ်ယောက်ကိုအကူအညီတောင်းခဲ့ပြီးအဲ့ဒီဖြစ်စဉ်တစ်ခုလုံးကိုကင်မရာနဲ့မှတ်တမ်းတင်ထားခဲ့တယ်။ခင်ပွန်းကဘောက်ကိုဖွင့်လိုက်တဲ့အချိန်မှာတော့အထဲမှာစာတစ်စောင်နဲ့ဖုန်းကိုတွေ့လိုက်ရတယ်။ဒါတင်မကသေးဘူးချစ်သူမိန်းမကဇနီးတေစီပို့ထားခဲ့တဲ့စော်ကားစာ message တွေခင်ပွန်းနဲ့ verify လုပ်ထားတဲ့ထားတွေအားလုံးကိုလူသိရှင်ကြားဖော်ထုတ်လိုက်ပါတယ်။အဲ့ဒီနေရာမှာရှိတဲ့လူတိုင်းအံ့အားသင့်သွားခဲ့ကြတယ်။ခင်ပွန်းဖြစ်သူကဒေါသပေါက်ကွဲပြီးချစ်သူမိန်းမကိုလဲပင်းညှိလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူ့အမေကရှေ့ထွက်လာပြီးသူ့ကိုပါရိုက်လိုက်ပါတယ်။နောက်ဆုံးမှာတော့အရာအားလုံးဆုံးရှုံးသွားတဲ့ခင်ပွန်းဟာဒီမျက်ရည်တွေနဲ့ပြိုလဲငိုကြွေးခဲ့တယ်။အဲ့ဒီအချိန်မှာတော့သူ့ကိုခွင့်လွှတ်ပေးမဲ့သူမရှိတော့ပါဘူး။